တချိန်ကကမ္ဘာဘောလုံးလောကကိုတန်မဏိစည်းကမ်းတွေကြောက်မက်ဖွယ်တိုက်စစ်ဆင်မှုတွေနဲ့စိုးမိုးခဲ့တဲ့အင်ပါယာကြီးတစ်ခုရှိခဲ့ဘူးတဲ့အဲ့ဒီအင်ပါယာရဲ့နာမည်ကဂျာမနီသူတို့ကွင်းထဲဝင်လာရင်ပြိုင်ဘက်တိုင်းရင်တုန်ခဲ့ရတဲ့ဘောလုံးဆိုတာကစားသမား22ယောက်မိနစ်9ကစားပြီးနောက်ဆုံးမှာဂျာမနီပဲနိုင်တဲ့ကစားနည်းလို့တောင်ကမ္ဘာကတင်စားခဲ့ကြတာဒါပေမဲ့အဲ့ဒီအရှိန်အဝါတွေဟာအတိတ်ကာလရဲ့အရေးတွေဖြစ်ပဲကြံ့ရစ်ခဲ့ရပြီလား2018ရုရှားမြေမှာတစ်ကြိမ်2022ကာတာရဲ့တဲကန်နာရထဲမှာတစ်ကြိမ်အုပ်စုအဆင့်နဲ့တင်ကန်ဆိုးမိုးမောင်ကျခဲ့တဲ့တန်မဏိရထားကြီးဟာအခု2026ကမ္ဘာဖလားမှာတော့အိမ်မက်ဆိုးတွေကနေရုံးထွက်နိုင်လိမ့်မယ်လို့အားလုံးကမျှော်လင့်ခဲ့ကြတယ်။ဒါပေမဲ့ကန်ဂျမာကရက်ဆက်လွန်ခဲ့ပါတယ်။ Round of 3 ရဲ့အဆုံးဖြတ်ညမှာပါရာဂွေးရဲ့တုတ်တုံးများမလုပ်တဲ့ခံစစ်တိုင်းကြီးကိုဂျာမနီတို့ဘလို့မှထိုးဖောက်နိုင်ခြင်းမရှိခဲ့ဘူး။အချိန်ပိုမိနစ်120အထိတွေးပြက်ဖွယ်ရုန်းကန်ခဲ့ရပြီးနောက်ဆုံးသေဒဏ်စီရင်ချက်ကတော့ပင်နယ်တီအဆုံးဖြတ်ဒိုင်လူကြီးရဲ့ခရိုင်ဆွဲတံနဲ့အတူပင်နယ်တီအမှတ်သားပေါ်ကကန်ချက်တွေလွဲချော်သွားတဲ့အခါဂျာမနီပြည်သက်တန်းပေါင်းများစွာရဲ့မျက်ရည်တွေနဲ့အတူတန်မဏိအင်ပါယာကြီးဟာကမ္ဘာဖလားပြိုင်ပွဲကနေတတိယအကြိမ်မြောက်အရှက်တကွဲစိတ်သုံးသွားခဲ့ရပြန်ပါပြီ။မြူယော်နဲ့ဝက်တို့လိုမျိုးဆက်သစ်အရေးချင်းတွေရှိနေပါလျက်နဲ့ဂျာမနီအသင်းဘာကြောင့်ဒီလောက်အထိအစောကြီးလှည့်ပြန်ခဲ့ရတာလဲနီးပြနယ်ဂျုံစမန်ရဲ့ဗျူဟာတွေမှားယွင်းခဲ့တာလားဒါမှမဟုတ်ဂျာမန်တို့ရဲ့တန်မဏိစိတ်ဓာတ်တွေပဲပျောက်ဆုံးသွားခဲ့တာလားဒါဟာယာယီရုန်းကန်ရတဲ့အကျက်တဲတစ်ခုမဟုတ်တော့ပါဘူးဂျာမနီဘောလုံးလောကရဲ့တမိုင်းဝင်ကြဆုံခန်းကိုကျွန်ုပ်တို့မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရတာပဲဖြစ်ပါတယ်အမှောင်ထူထဲရောက်သွားတဲ့တန်မဏိရထားကြီးဘယ်တော့အခါမှပြန်လည်နိုးထလာနိုင်ပါဦးမလား